အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ရဲ့ WYI YouTube channel လေးကနေပြီးကြိုဆိုလိုက်ပါတယ်အခုကျွန်တော်လုပ်ပြပေးမှာတော့ Google account ဘယ်လိုဖြတ်လဲဆိုတာကိုလုပ်ပြပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့ဆိုတော့ဗီဒီယိုလေးစလိုက်အောင်ဘယ်လိုဖြတ်မလဲဆိုတော့ဒီမှာ Google ရဲ့ဝင်လိုက်ပါ Google ရဲ့ဝင်ပြီးကြတော့ Pro ကပဲ account ဖြတ်မယ်ဆိုတော့ဒီဟာလေးကိုနှိပ်လိုက်ပါတို့ပဲ account ဖြတ်မှာတယ်ပေါ့အခုဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီ EE ဆိုတဲ့ account ဖြတ်မယ်ဆိုတော့ EE ဆိုတဲ့ account နဲ့တယ်နော်ဒါကတော့ကျွန်တော်ရဲ့ Gmail account တွေဖြစ်ပါတယ် Google account တွေဖြစ်ပါတယ်လီရောကျွန်တော်ဒီ account ဒီ account ဖြတ်မယ်ဆိုတော့ကျွန်တော်ဒီ account ပဲရွေးလိုက်ပါမယ်အဲ့လိုရွေးရဆိုလို့ရှိရင်အဲ့ဒါနှိပ်လိုက်ပါအဲ့ဒါနှိပ်ပြီးဒီမှာဒီ Manager Google account ဆိုတာကိုနှိပ်လိုက်ပါโอเคအဲ့ဆိုဒါမျိုးလေးပေါ်လာဆိုလို့ရှိရင်ကျွန်တော်တို့ရွှေ့မယ်ဒီမှာကျွန်တော်ဒီမှာပေါ့နော် data personalization တရားလေးကိုနှိပ်လိုက်ပါအဲ့ဒါလေးရွေးလိုက်ပါအဲ့ဒါလေးရွေးရဆိုလို့ရှိရင်ကျွန်တော်ခဏလိုက်ဆက်လိုက်ပါနော်ဒီမှာ delete survey or your account ဆိုရှိရနော်အဲ့ဒါလေးနှိပ်လိုက်ပါအဲ့ဒါလေးကိုနှိပ်ပြီးတော့ကျွန်တော်ဒီမှာထပ်ရွေးမယ်နော်ဒီမှာ delete Google account ဆိုတာရှိပါတယ်အဲဒီ delete Google account ကိုနှိပ်လိုက်ပါဒီမှာ delete your account ပေါ့နော်အဲ့ဒါလေးကိုနှိပ်လိုက်ပါโอเคဒါဆိုလို့ရှိရင်အခုဒီ account ရဲ့ password ကိုရိုက်ထည့်ခိုင်းတယ်ပေါ့နော်ဟိုအဲ့ဒါဆို password ကိုရိုက်ထည့်လိုက်ပါမယ်โอเคကျွန်တော် password ရိုက်ထည့်ပြီးပါရင်เนาะ password ရိုက်ထည့်ပြီးပါဆိုတော့ကျွန်တော်နှိပ်လိုက်မယ်ဒါမျိုးပို့လာလိမ့်မယ်เนาะဒီမှာပေါ့ကိုရောсайтဒီမှာ Gmail ပြတ်သွားမယ် YouTube ကောက်ရှိလို့ရှိရင် YouTube ကောက်ပြတ်သွားမယ်ဒီ Google နဲ့ပတ်သက်တဲ့ဥစ္စာပေါ့ Calendar ဆိုလို့ရှိရင်ကျွန်တော်ပြက်ကလေးနဲ့ပြတ်သွားမယ်ဒီ Google Play Store service တွေအဲ့ဒါ Google နဲ့ပတ်သက်တဲ့ဥစ္စာကိုလည်းပြတ်သွားမှာပေါ့เนาะအဲ့ဒါဆိုဒီမှာ yes ဒီမှာမှတ်ချိလိုက်မယ်ဒီအောက်ကဥစ္စာလည်းမှတ်ချိလိုက်မယ်အဲ့ဒါဒီမှာ delete ကောက်ဆိုနှိပ်လိုက်မယ်เนาะโอเคဒါဆိုလို့ရှိရင် Pro ကောက်ပြတ်သွားဖြစ်ပါတယ်နော်ရှိတော့နော်ဒီမှာခုနကကျွန်တော်4ကောက်ရှိတယ်အခုဒီမှာ3ကောက်ဟော5ကောက်ရှိတယ်အခုဒီမှာ4ကောက်ပဲရှိတယ်မရှိတော့အကောင်မရှိတော့ဖြစ်ပါတယ်ကြည့် okay ဒီမှာဒါဆိုရင်ခုနကကျွန်တော်ဖြတ်သွားတဲ့ကောက်ပြတ်သွားဖြစ်ပါတယ်ဒီမှာချက်ကြည့်တယ်နော်ဆိုအဲ့ဒါ Google ကောက်ဖြတ်နေလေးပဲဖြစ်ပါတယ်အားလုံးဒီဗီဒီယိုလေးတော့တလားပါပဲကျွန်တော်ရဲ့ channel မှာဒီ Facebook နဲ့ပတ်သက်တဲ့ဟာတွေFacebook နဲ့ပတ်သက်တဲ့နည်းပညာတွေ YouTube နဲ့ပတ်သက်တဲ့နည်းပညာတွေကိုကျွန်တော်တီးတလောက်တက်တလောက်အကုန်လုံးကိုမျှဝေပေးကြအောင် share ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ထားပြီးတော့တောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ